အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အိမ်မှာခေါက်ဆဲလေးတုပ်စားဖြစ်ပါတယ်ဒီမှာပါဒါလေးထည့်ပါမယ်မမရဲ့အထွားရဲ့ Oh my god ရဲ့သုံးထုတ်ရောပြီးတော့တုပ်ထားပါတယ်ဒါရန်ရပါပါပြီဒါလေးကိုနေလိုက်ပါမယ်ကစွန်းရတဲ့ထည့်ထားပါမယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အိမ်မှာခေါက်ဆဲလေးတုပ်စားဖြစ်တာပေါ့နော်ကျုပ်ကြော်လေးရယ်ခရမ်းသီးလေးရယ်လိုက်ချီဖြော်ရည်လေးဖြစ်ပါတယ်စားကြပါဦးရှင်ဒီစုတင်ပါတယ်ဘိုင်ဘိုင်